ဟင်ဒူတွေကအမဲသားကိုမစားတဲ့အပြင်နွားတွေကိုလည်းဖျားလို့ကိုးကွယ်နေကြပါတယ်ဒါဆိုဟင်ဒူတွေကဘာလို့အမဲသားကိုမစားတာလဲနွားတွေကိုကဘာလို့ဖျားလို့ကိုးကွယ်နေကြတာလဲမေးခွန်းထုတ်စရာရှိလာပါပြီကျွန်တော်ရှင်းပြပါမယ်နိုင်ငံတော်တော်များများမှာနွားတွေကိုတပ်ဖြတ်ပြီးတော့စားတောက်ကြပေနဲ့ဟင်ဒူဘာသာဝင်တွေကနွားတွေကိုဖျားလို့ကိုးကွယ်နေကြပါတယ်ဒီလိုလောက်ကြတဲ့အကြောင်းရင်းကတော့ဟင်ဒူဘာသာဝင်တွေရဲ့ဖျားတွေကနွားတွေနဲ့ဆက်ဆက်မှုရှိနေလို့ပါအထင်ရှားဆုံးကိုပြောရမယ်ဆိုရင်အရှင်တီဝါရဲ့တပည့်ဖြစ်သူကနန္ဒီလို့ခေါ်တဲ့နွားပဲဖြစ်ပါတယ်နန္ဒီကအရှင်တီဝါရဲ့အတော်ဆုံးတပည့်ပဲဖြစ်ပါတယ်အဲ့ဒါကြောင့်မို့အရှင်တီဝါကိုကိုးကွယ်တဲ့လူတွေကနွားတွေကိုအထူးတလဲယိုသေးလေးစားကြရပါတယ်ဒီလိုမျိုးပါပဲဟိန္ဒူဖျားအရှင်ကစ္စနာဟာလည်းနွားတွေနဲ့ဆက်ဆက်မှုရှိနေပါသေးတယ်အရှင်ကစ္စနာကနွားကြောင်းသားလေးတယောက်အဖြစ်မွေးဖွားလာခဲ့ပြီးတော့နွားတွေနဲ့အတူတူကြီးပြင်းခဲ့ပါတယ်ကစ္စနာကနွားတွေကိုအယောင်မှချစ်တာကြောင့်အရှင်ကစ္စနာကိုကိုးကွယ်တဲ့လူတွေကလည်းနွားတွေကိုအထူးတလဲယိုသေးလေးစားကြရပါတယ်ဒါတွေမကသေးပါဘူးနောက်ထပ်အကြောင်းအရာတချို့ရှိနေပါသေးတယ်ဟိုအရင်ခေတ်တုန်းကဟိန္ဒူလယ်သမားတွေကနွားတွေကိုအထူးတလဲတော်တော်လေးကိုအသုံးပြုခဲ့ပါတယ်သူတို့ရဲ့မိသားစုဝင်တယောက်လိုတတ်မှတ်ပြီးတော့ဖះကပေးတဲ့လက်ဆောင်ဆိုပြီးတော့လည်းယုံကြည်နေကြပါတယ်ဒီလောက်နဲ့နေမပြီးသေးပါဘူးနွားတွေကရရှိတဲ့နွားနို့တွေဒိန်းညင်းတွေဒိန်းခဲတွေကိုလည်းဖះတွေကိုကတ်လေးရှိတဲ့အပြင်စားဝိနေရေးအတွက်လည်းရောင်းချခဲ့ပါသေးတယ်ဒီလိုမျိုးလူတွေကိုအယောင်ကောင်မှာအကျိုးပြုတဲ့နွားကိုဟိုအရင်ခေတ်တည်းကအယောင်ကောင်မှာတန်ဖိုးထားခဲ့တာပါနောက်ပြီးတော့လည်းနွားချေးတွေကိုလောင်စာတွေမြေဩစာတွေနဲ့အိမ်တန့်ရှင်ဖို့အတွက်အသုံးပြုခဲ့ပါသေးတယ်ဒီလိုမျိုးလူတွေကိုအပတ်ပတ်ကနေကူညီပေးနေတဲ့အတွက်ဟိန္ဒူဘာသာဝင်တွေကနွားကိုတလိษံတကောင်လုံးမတတ်မှတ်ဘဲနဲ့မိသားစုဝင်တယောက်လိုတတ်မှတ်ခဲ့တာပါအန်ဝစရာကောင်းတာကတော့နွားတစ်ကောင်ဆုံးပါသွားခဲ့တဲ့ဆိုရင်အင်အားလူတွေပါငိုရတဲ့အထိနွားတွေကအရေးပါခဲ့တာပါပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတာတော့တချို့အိန္ဒိယနိုင်ငံရဲ့ပြည်နယ်တွေမှာဆိုရင်နွားတွေကိုမတက်ရဆိုပြီးအမိန့်ထုတ်ထားပါတယ်တကယ်လို့ဒီလောက်ထိတားဆီးနေရတဲ့ကြားကနွားတွေကိုတတ်မယ်ဆိုရင်ထောင်ဒဏ်10နှစ်ကြာမှခံရမှာပါဆိုတော့တရားဝင်ကြေညာထားပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဟိန္ဒူဘာသာဝင်တွေဘာလို့အမဲသားကိုမစားရလဲဆိုတဲ့အကြောင်းကိုပြပြပေးသွားခဲ့တာပဲဖြစ်ပါတယ်အိန္ဒိယနဲ့ပတ်သက်တာတွေအတွက်ကျွန်တော်ရဲ့အကောင့်လေးကို follow ပေးထားခဲ့ပါအောင်ကျွန်တော်တော့ဗုဒ္ဓရာမြောက်ပြီးတော့ကိုစော်ထောင်းပဲဖြစ်ပါတယ်မိတ်ဆွေတို့က TikTok အကောင့် YouTube channel Facebook page ဝယ်ယူချင်တယ်ဆိုရင်ကျွန်တော်ရှိမှာအာမခံချက်အပြည့်နဲ့ဈေးသက်သက်နဲ့ဝယ်ယူလို့ရနိုင်ပြီဖြစ်ပါတယ်ဒီဖုန်းနံပါတ်ရဲ့ Viber ကိုဆက်သွယ်အသေးစိတ်မေးမြန်းလို့ရတယ်လို့ဒီ Telegram user name ကိုလာရောက်ရင်လည်းဆက်သွယ်မေးမြန်းလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ